Okay အားလုံးမင်္ဂလာပါကျွန်တော်တို့ပဲဖြစ်ပါတယ်ဗျာကျွန်တော်ဒီမှာတော့ bro ဒီကောက်ဒီ YouTube ကိုတည်လာဗျာဒါဟုတ်ပါတယ်ဒါကတော့ကျွန်တော် horror mode တွေကိုနိုင်ယူတာ horror mode တွေကို horror ကောင်တွေကိုအမြဲနိုင်ယူနေတဲ့ဒါ bro ham ပဲဖြစ်ပါကျွန်တော်ရဲ့ idol ပေါ့ဗျာဒီမှာတော့အဲ့ bro ham ကိုယ်တိုင်ထုတ်ထားတဲ့ဒီ the yellow bird လို့ခေါ်လာဒီကရုံးတရေပေါ့ဗျာအဲ့ကရုံးတရေနဲ့ကျွန်တော်ရေးဆိုင်သွားမယ်ပေါ့ဗျာ okay ကျွန်တော်ဆက်ဒီပဲလာရောက်လာတယ်မသိဘူးဗျာဒါဆိုတစ်ပင်စပြီးခုတ်လိုက်တော့မယ်နောက်ပြီးတော့ကျွန်တော်ကဒီကျွန်တော်က YouTube လုပ်ပြီးဆိုတာကကျွန်တော်စာမေးပွဲလေးလည်းရှိရတဲ့ကြောင့်မို့လို့ပြဗျာကျွန်တော်စာမေးပွဲရှိနေတယ်ဆိုတော့စာလုပ်ရတယ်ပါညာဆိုတော့ကျွန်တော်ခုမှစာမေးပွဲပြီးလို့အားတော့မှကျွန်တော်လုပ်ပေးရဖြစ်ပါတယ်ကျွန်တော်ဒီမှာတောင်းဆိုပေးပေါ့ဗျာကျွန်တော်ရဲ့ဟိုမှာပါလိုမျိုးဟိုက်ထဲပြရမယ်ပေါ့ဗျာ okay အဲ့လေကျွန်တော်တောင်းဆိုပေးလိုက်ပါ okay ဆိုတော့ the yellow ဆိုရယ်ဒီကောင်ကပြောရရင်ဒီကောင်တော်တော်ဆဲတယ်ဗျပြောရတာကျွန်တော်တရားတော့ဆိုတော့ကျန်းတယ်โอเคတိုးတွေ့ပြီတိုးတွေ့ဆိုတိုးပါတက်မယ်โอเคတိုးတွေ့တက်ဖို့တော့ကျွန်တော်ဒီမှာကျွန်တော်ပြတော့နောက်ထပ်ဟိုဒီတစ်ခုထည့်ရတယ်အဲ့ဒါပါလဲဆိုတော့ဒီကျွန်တော်ပြောရမယ်တစ်ပင်မြစ်ကနေခုတ်လိုက်ရင်ဗျအကုန်ပြတ်တဲ့ဟိုပါပေါ့အဲ့ဒုံလို့ပဲပြောရမှာပေါ့အဲ့ဒါလေးပဲထည့်ရတယ်โอเคဒါလေးနဲ့ကျွန်တော်ဒီကောင်ကိုတက်လိုက်တော့မယ်ဒီဘက်ကကျတော့ကျွန်တော်ဒီခုနဒီထည့်ထားတဲ့ဟိုတစ်ပင်အမြစ်ကနေခုတ်လိုက်ကုန်ထွက်တဲ့ရတဲ့ကောင်ရဲ့ဒါဟိုကျွတ်ကျွေးရဲ့ပုတ်ပေါ့ဗျ။ဟိုကောင်တော်တော်ကျန်းတယ်ဗျ။ပြောရရင်အဲ့ကောင်ကရုံးသေးရဲ့ဗျ။ကရုံးသေးရဲ့။ကရုံးသေးရဲ့ကျန်းတယ်ဗျာရမလို့ကျွန်တော်နည်းနည်းလေးတော့ကြောက်တယ်။ Okay ထားပါတော့။ Okay မကျွန်တော်ပြမယ်နော်ကျွန်တော်ရဲ့ဟိုထည့်ထားတဲ့ပြောလိုက်မယ်ဆိုတော့ကျွန်တော်ပြမယ်အောက်ဆုံးခိုးလိုက်မယ်ဆိုရင်တော့ဒီပြင်ကလေးကြိုးသွားပါပြောရင်ဒါကြီးကျတော့ကျွန်တော်အိမ်ဆောက်တဲ့လူကြီးကျတော့ကောင်းနေရဒီအဲ့တော့ဘယ်လိုပြောမလဲဟိုတုံးတဲ့လူကြီးတက်လည်းကောင်းတယ်ပါပါတယ်ဒီခုဟိုဖြစ်တဲ့ဒီ mind twin 2ရဲ့ဟာမှာလည်းကောင်းတယ် mind twin 2ရဲ့ချိန်ရရင်လည်း mind အစ်ပြန်အောင်စနေထုတ်လိုက်မယ်ဆိုရင်အမေကနေကုန်လိုက်ပြီဆိုတော့တော့ဖြစ်တယ်ဗျာကျွန်တော်ကတော့ခုချိန်ကြီးဟိုကောင်မတွေ့သေးဘူးမဒီကောင်ဘာလို့ပူးနေမသိဘူးမဟုတ်ကဲကျွန်တော်တိုးကတော့ရည်တိုးရည်ဆိုတိုးကရည်ဆိုကျွန်တော်တိုးမွေးလေးနဲ့ကရင်တန်းလောက်လိုက်တော့ဗျာရှစ်ဒီနားမှာဘယ်လိုမှမရှိဘူးโอเคဒါပါတော့ကျွန်တော်ကြောက်သားတူးရမယ်ကြောက်သားတူးရမယ်ပြီးရင်ကျွန်တော်โอเคโอเคဟိုကောင်တော့မရှိဘူးဗျဟိုကောင်တော့ခုချိန်နေမပေါ်သေးဘူးအဲ့ဆိုကျွန်တော်တက်ပင်လေးပဲဆက်ခိုးလိုက်တော့ဗျာโอเคရပြီโอเคအဲ့ကောင်ကျန်းတယ်ဘယ်မသိလို့အဲ့ကောင်ပေါ်လိုက်ဆိုတော့ကျန်းတယ်ကျွန်တော်အဲ့ကောင်တက်မတက်အဲ့ကောင်ကျွန်တော်တက်သွားတော့ပွဲပြီးပေါ့ဗျာမပါခေါင်းနေโอเคဒီမှာကြောက်တူးမယ်ဗျာကြောက်တူးကိုကျွန်တော်ကြောက်တူးမယ်အစကိုကြောက်တူးမယ်ဗျာကြောက်တူးမယ်โอเคဘယ်ကြောက်စတူးပေါ့နော်ကျွန်တော်စားရမကြည့်ပါကျွန်တော်အော်တွေဖြတ်လိုက်တော့အကုန်ပြတ်သွားတယ်အဲ့လိုမျိုးပေါ့အော်တွေလည်းရတယ်ဗျာဘယ်အော်မဆိုငါအားလုံးအော်ပဲဖြစ်ဖြစ်ကြိုက်တဲ့အော်ပဲဖြစ်ဖြစ်ကြိုက်တယ်အော်တွေလည်းတော့ဟိုဖြစ်ဖြစ်ရဲ့ယူဆိုကြောက်တုံးလေးတွေယူတူကအဲ့တော့ကျွန်တော်အသားလေးกินထားလို့โอเคစင်ပြပါအိုးချီမိုင်းဒီမှာကျအော်ရီလာတွေ့ရဲ့အော်ရီတူးသွားမယ် let's go အော်ရီတော့မဟုတ်ခိုးရတော့3/3ပြက်လာတော့အကုန်လုံးပြက်သွားတာ3/3ပြက်နှစ်ခါတူးရတယ်အားတော့နည်းနည်းလေးတော့โอเคဒီမှာကျွန်တော်ဒါလေး credit ပဲတက်ထက်ချီလိုက်မယ်ပြန်ရင် credit တွေပဲထဲလိုက်ဘာပို့လာမြပြကျွန်တော်တကယ်ချင်းနေဒါကြီးကနောက်မှထားဟဲ့ဟေးဒီမှာဗီဒီယိုလုံးနေโอเคဒီမှာကျွန်တော် star တွေ package တွေတော့မယ်
ရောကွာဒီချီကုန်းတော့လူတော့တော်ငါမတော့โอเคပြည့်ဆိုတော့နောက်ထပ်62ပါကျွန်တော်ကကုန်သွားပြီဒီကျွန်တော်လည်းတူပြီးတော့တောက်ပြင်တော့နဲ့တော့လည်းဗျာအဲ့ကျွန်တော်ဟိုကောင်ကြီးထင်တယ်โอเคကျွန်တော်ပြည့်ဆိုရင်ကျွန်တော်မီးထိုးနဲ့ဒီမှာလေးလောက်လိုက်ကျွန်တော်ပြတာกินတယ်ဒါกินတဲ့ဟာလေးကိုထည့်မယ်ရောပြည့်ဆိုတာလေးကိုရောကျန်တဲ့ဟာတုတ်တန်လေးနဲ့ဟောလေးလောက်လိုက်တော့โอเคစောစီတော့ဒါလေးกินလိုက်ပါအောင်မယ်ဗျာโอเค bro ခုကျွန်တော်အသားกินပြီးပြန်ထွက်လာတာတော့ဒီမှာတွေးရတဲ့ကျွန်တော်ရေတကုံကြီးတို့ပုံစံမျိုးပြကျွန်တော်ခုမှတေချာကြည့်နေရဟွာရေတကုံပုံစံမျိုးမှာအော်မတွေးတွေ့တိုးရပါအော်ကေတိုးရပါတက်လိုက်ပါโอเคကျွန်တော်မဟွာလည်းထပ်တွေ့တော့ထပ်တက်โอเคကျွန်တော်ဒီမှာတစ်ပြရနေပြီတက်သားကြီးကထွက်ကြယူလာလိုက်ပါခုချိန်ကြီးဟိုကောင်ကျွန်တော်မတွေ့သေးပါဘူးမတွေ့သေးရလဲဆိုတော့ဒီကောင်ခုချိန်မလာသေးဘူးဗျကျွန်ညာချင်းနဲ့စောက်ကြည့်လိုက်အောင်ဒီကောင်လာမလားဆိုပြီးတော့မှကျွန်တော်လည်းဒီမှာတိုးလေးတွေ့ရတယ်ရောကွာရောလောကအော်လိုင်းလက်နေတာဗျ sorry ကျွန်တော်လာလက်တော့ပဲလာပြင်ကောင်းရောက်တော့နော်ဆိုညောတော့မဲအိတ်တော့ကာမင်းတော့ဒီကောင်မပေါ်လာလားဆိုငါစောင့်ရဟုတ်အဲဒီကခဏတော့ဒီကောင်စောင့်လိုင်းတော့အိတ်လိုက်တော့မယ်ကျွန်တော်လည်းမလာအောင်နော်အဲ့ဒါအိတ်လိုက်တော့ဘိုင်ဘိုင်အိတ်ပါတော့မယ်ရအိုးဟိုးအိတ်လို့လည်းပြီးပြီတော့ကြောင့်နေရာလေးယူမယ်အသားလေးလည်းကင်လိုက်ခဏဆောင်းလိုက်မယ်ခုမှကျွန်တော်အသားကင်လို့ပြီးသွားတဲ့အချိန်မှာ bro ခုနဟိုကောင်တွေ့သွားကြီးရောwow shake yeah ကတော့ငါရဲ့ idol မဟုတ်တော့ဘူးကွာ一月花为啥有感得到抽查被花哎呀好谁呀မရမ်းနဲ့တော့မရမ်းနဲ့ရောတော့ပေါ်လိုက်ပြောက်သွားပြန်လာလေးတီးမယ်ရောတော့ကနေရောကွာကုသိုလ်များမနဲ့စောစီဘာအောင်လည်းမသိဘူးအဲ့ဒီလာတော့ချမယ်ရောလာတဲ့ရောချမယ်လားအဲ့ဒီချမလားရောတော့ခဲ့တယ်ရောတော့ခဲ့တယ်စားပါတော့ထိုင်ပါတော့တော့လို့ရတော့ပါတော့ရှာမှာဦးကောင်တစ်ခါလာပြီဆိုလက်တယ်ပြအကောင်လာပြီဆိုချက်ပြတယ်မယ်ကျွန်တော်ဘောလက်တော့ဒီကြပြီးရင်တစ်အကောင်တော့မြန်မာဒါတော့ဒီကောင်မလာရင်အင်းဒီဆန်ကောင်းလားမသိဘူးမဲ့စင်စားရတယ်ဒီတိုင်းအင်းဒီပဲစားကောင်းလားဆိုပြကျွန်တော်အင်းဆောက်မှလည်းပြင်းနေပြအင်းကမဆောက်ချင်ဘူးအင်းကလည်းဆောက်ချင်ရမ်းမဲ့နေတော့ဒီကောင်လာရရမ်းမဲ့တီးမှာလားပြဒီဘက်ပိုင်းတော့ပေါ်တာပဲစာရီအတွက်လိုတာပေါ့လာတော့လည်းအစာအတွက်လိုတယ်လာတော့
တော်ချောတဲ့တည်းအဝါသေးဆိုဒီကောင်အတွက်လဲကျွန်တော်တို့ကျွန်တော်ဟိုလေးဟိုဒါလေးချင်လိုက်ပါဘောကျွန်တော်ပတ်လေးညကတော့မင်းတို့ကအောင်ချိန်ပြီးတော့မြင်ကြတဲ့ရအောင်နော်အိုက်တော့အိုက်တော့ဘယ်သွားနေတာလဲသူကလည်းတိတ်မခုံးတယ်တိတ်ခုံးတယ်အကောင်းဆုံးမဒီကောင်ကပေါ်လာရေးပြန်ပေါ်ကိုကြောက်တယ်ဗျ။ဒါကပြန်ပေါ်ဖို့ကဒီတော့ကြာ။ Okay ဒါလေးကိုတော့ bro ဒါကျွန်တော်အပိုင်း1ပဲထားလိုက်တော့ရနော်။ကျွန်တော်ဒါလေးဆက်ဆော့ပေးပါမယ်။အားလုံးပဲ bye bye ပါ